မင်္ဂလာပါ Channel Smart ကနေကြိုဆိုလိုက်ပါရရှင်လူသားတွေသိပ္ပံနည်းပညာကိုမတွေ့ခင်ကဗုဒ္ဓမြတ်ဖျားပွင့်တော်မူပြီးဖြစ်ရာနှစ်ပေါင်းများစွာကြာမှဒီနည်းပညာလေ့လာချက်တွေကိုလူတွေရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရား၏ဟောကြားချက်များနဲ့ခေတ်သစ်သိပ္ပံပညာတို့အကြားဆက်ဆက်မှုသည်အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီးခြေပြန့်သောနယ်ပယ်တစ်ခုဖြစ်ပါတယ်ဒီနယ်ပယ်နှစ်ခုသည်ကွဲပြားသောဥတီချက်များရှိတော်လဲအမှန်တရားကိုရှာဖွေပုံနဲ့သဘာဝတရားကိုရှုမြင်ပုံတို့တွင်အံ့ဩဖွယ်ရာတူညီချက်များစွာရှိနေပါသည်အဓိကကျသောဆက်ဆက်မှုများကိုကြည့်မယ်ဆိုရင်လက်တွေ့ဆန်ခြင်းနဲ့စူးစမ်းလေ့လာခြင်းတူညီရလို့ပြောရင်မှားမယ်မထင်ပါဘူးသိပ္ပံပညာသည်အရာရာကိုမျက်ကန်ယုံကြည်မှုမရှိဘဲစမ်းသပ်ခြင်းလေ့လာခြင်းနဲ့တည်ပြခြင်းပေါ်တွင်အခြေခံပါသည်ဗုဒ္ဓမြတ်စွာဘုရားသည်လည်းအေဟိပတိကောလာလှည့်ရှုလဲဟုဟောကြားခဲ့ပြီးမိမိကိုယ်တိုင်လက်တွေ့ကျင့်ကြံအားထုတ်ပြီးမှယုံကြည်ရန်တိုက်တွန်းခဲ့ပါသည်ကာလမတုတ်တွင်လည်းတစ်စစ်စကားကြားယုံဖြင့်မယုံကြည်ရန်ကိုယ်တိုင်ဆင်ခြင်သုံးသပ်ပြီးမှလက်ခံရန်ဟောကြားခဲ့သည်မှာသိပ္ပံနည်းကြတွေးခေါ်ပုံနှင့်ဆင်တူပါသည်ယူပဗေဒနှင့်တခြားသိပ္ပံပညာရပ်များတွင်ဖြစ်ပျက်သမျှအရာတိုင်း၌အကြောင်းအရာတစ်ခုရှိတယ်လို့ဆိုပါတယ်ဗုဒ္ဓဝါဒ၏အနှစ်သာရသည်လည်းပရိစ္ဆသမုပ္ပါဖြစ်ပါတယ်အကြောင်းရှိလို့အကျိုးဖြစ်ပေါ်ခြင်းသဘောတရားကိုအသေးစိတ်ဟောကြားထားပြီးဥပမာမျိုးစေ့အကြောင်းရှိမှအပင်အကျိုးပေါက်တဲ့ကဲ့သို့ဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကဗုဒ္ဓကိုဘယ်လိုမြင်လဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်တကယ်တမ်းကျတော့သူတို့ကဗုဒ္ဓကိုကိုးကွယ်ရာဘာသာရေးခေါင်းဆောင်တယောက်ဆိုတာထက်ခေတ်ထက်အများကြီးစောပြီးပေါ်ခဲ့တဲ့ဒသနပညာရှင်ကြီးဒါမှမဟုတ်ကမ္ဘာဦးဆုံးစိတ်ပညာရှင်ကြီးလို့တောင်တင်စားပြီးလေးစားကြပါတယ်သူတို့ကဘာလို့အဲ့လိုမြင်လဲဆိုတော့ဒီချက်တွေကြောင့်ပဲဖြစ်ပါတယ်မယုံနဲ့စမ်းသပ်ကြည့်ဆိုတဲ့အချက်ကိုသဘောကျတာပဲဖြစ်ပါတယ်သိပ္ပံသမားတွေဆိုတာကလက်တွေ့မပါပဲဘာကူမှမယုံကြည်ပါဘူးဗုဒ္ဓကလည်းငါပြောတာမို့လို့မယုံနဲ့ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ဟုတ်မှယုံဆိုပြီးတော့အေဟိပတိကောဟောခဲ့ပါတယ်ဒီအချက်ကသိပ္ပံနည်းကြတွေးခေါ်ပုံနဲ့ကွက်တိသွားကြနေတာနောက်ပြီးဖန်ဆင်းရှင်ကဖန်တီးရဆိုတာထက်အကြောင်းရှိလို့အကျိုးဖြစ်တာဆိုတဲ့သဘောတရားကလည်းသိပ္ပံသဘောတရားနဲ့တစ်ထပ်တည်းကြနေပြန်ပါတယ်ကွမ်တန်ယူပဗေဒနဲ့တူနေတာတွေလည်းရှိပါသေးတယ်အတန်တွေအမုံတွေကိုလေ့လာတဲ့ယူပဗေဒပညာရှင်တွေကဗုဒ္ဓဟောတဲ့အနေစာမမြဲခြင်းသဘောတရားကိုသိလိုက်ရတဲ့အခါတော်တော်လေးအံ့ဩသွားကြတယ်။ဘာလို့လဲဆိုတော့သူတို့တယ်လီစကုပ်တွေမိုက်ခရိုစကုပ်တွေနဲ့ကြည့်မှမြင်ရတဲ့အရာရာဟာတုန်ခါနေတယ်ပြောင်းလဲနေတဲ့အခိုင်အမာမရှိဘူးဆိုတဲ့အချက်ကိုဗုဒ္ဓကလွန်ခဲ့တဲ့နှစ်2500ကလေးကပြောပြခဲ့လို့ပဲဖြစ်ပါတယ်။အနုမြူပုံကိုစတင်ခဲ့တဲ့အိုပင်ဟိုင်းမာတို့ဆိုရင်ငါတို့အခုမှတွေ့တာတွေကိုဗုဒ္ဓကဖိုးရင်တွေကပြောခဲ့ပြီးသားပါလို့တောင်ဝန်ခံခဲ့ဘူးတယ်။အခုခေတ်အုံနောက်အာယုံကျော်ပညာရှင်တွေကတော့ဗုဒ္ဓကိုထိတ်တန့်စိတ်ပညာရှင်ကြီးလို့ကိုတင်စားကြတယ်။အရင်ကတရားထိုင်နေဆိုတာဘာသာရေးသက်သက်ပဲထင်ကြတာဖြစ်ပြီးအခုကျတော့တရားထိုင်တာကအုံနောက်ဖွဲ့စည်းပုံကိုကောင်းမွန်အောင်ပြောင်းလဲပေးနိုင်တယ်ဆိုတာလက်တွေ့စမ်းသပ်တွေ့ရှိလာကြပြီ။ဒါကြောင့်စိတ်ယောဂကုထုံးတွေမှာဗုဒ္ဓနီလန်တွေကိုယူသုံးလာကြတယ်။ကွမ်တန်ယူပဗေဒအရာဝတ္ထုအလုံးသည်အတန်များဖြစ်ဖွဲ့စည်းထားပြီး၎င်းတို့သည်အမြဲတမ်းတုံခါရွေ့ရှားနေပါတယ်။မိသည့်အရာများငြိမ်သက်မနေတဲ့ကဲ့သို့အရာဝတ္ထုသည်စွန့်ရင်အဖြစ်သို့ပြောင်းလဲနိုင်ပါတယ်။ဗုဒ္ဓဘုရားရှင်ကသဗ္ဗေသင်္ခါရအနိစ္စပြုပြင်စီရင်အပ်သောအရာအလုံးသည်မမြဲဟုဟောကြားခဲ့ပါသည်။ရုပ်ဝတ္ထုများသည်အခိုင်အမာမရှိဘဲကလပ်ဟုခေါ်သောအလွန်သေးငယ်သည့်အမှုန်လေးများဖြစ်ပျက်နေမှုသာဖြစ်ကြောင်းအဘိဓမ္မာတွင်ရှင်းပြထားပါသည်။၎င်းသည်ခေတ်သစ်ယူပဗေဒ၏တွေ့ရှိချက်များနှင့်သဘောတရားချင်းနှိစက်နေပါတယ်။ခေတ်သစ်အာယုံကျော်သိပ္ပံပညာသည်အုံနောက်၏လှုပ်ဆောင်ပုံနှင့်စိတ်၏ဖြစ်စဉ်များကိုလေ့လာနေပါတယ်။တရားထိုင်ခြင်းသည်အုံနောက်၏ပုံသဏ္ဍာန်နှင့်လှုပ်ဆောင်ပုံကိုကောင်းမွန်စေကြောင်းသိပ္ပံနည်းကြလေ့လာတွေ့ရှိခဲ့ပါတယ်။ဗုဒ္ဓတရားတော်သည်စိတ်ကိုအဓိကထားသောပညာရပ်ဖြစ်ပါတယ်။အဘိဓမ္မာတရားတော်တွင်စိတ်နှင့်စေတသိက်တို့၏အလုံးလုံးပုံကိုအလွန်အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။ဗုဒ္ဓဝါဒကိုရှေ့ဟောင်းစိတ်ပညာဟုပင်ပညာရှင်တချို့ကတင်စားကြပါတယ်။သိပ္ပံသည်ပြပလောကနှင့်ရုပ်ဝတ္ထုများကိုအဓိကလေ့လာပြီးဗုဒ္ဓသည်အတွင်းစိတ်တရားနှင့်နံတရားကိုအဓိကလေ့လာပါတယ်။သိပ္ပံ၏ရည်မှန်းချက်မှာသဘာဝတရားကိုနားလည်ပြီးလူနေမှုဘဝတိုးတက်စေရန်ဖြစ်တော်လဲဗုဒ္ဓ၏ရည်မှန်းချက်မှာဆင်းရဲဒုက္ခမှလွတ်မြောက်ရေးနိဗ္ဗာန်ဖြစ်ပါတယ်။သိပ္ပံပညာရှင်များသည်မိုက်ခရိုစကုပ်တယ်လီစကုပ်စသည်တို့ကိုသုံးတော်လဲဗုဒ္ဓသည်တမာရီနှင့်ပညာကိုအသုံးပြု၍အမှန်တရားကိုရှာဖွေခဲ့ပါတယ်။
ကမ္ဘာကျော်သိပ္ပံပညာရှင်အေဘတ်အိုင်းစတိုင်းကဗုဒ္ဓဘာသာနဲ့ပတ်သက်၍ဒီလိုမှတ်ချက်ပြုခဲ့မှုပါတယ်။အနာဂတ်ကာလတစ်ခုအတွက်ဘာသာရေးတရားတစ်ခုရှိလာမယ်ဆိုရင်အဲ့ဒါဟာစကြဝဠာနဲ့ဆိုင်သောဘာသာတရားဖြစ်လိမ့်မယ်။အဲ့ဒီဘာသာတရားကသဘာဝတရားရောစိတ်ဝိညာဉ်ကိုပါလွှမ်းခြုံနိုင်ရမယ်။အဲ့ဒီချက်တွေနဲ့ကိုက်ညီတာကဗုဒ္ဓဘာသာဖြစ်တယ်။ရှစ်ခေတ်လူတွေကကမ္ဘာကအလဲဘဟုကမ္ဘာတစ်ခုပဲရှိရလို့ထင်နေချိန်မှာဗုဒ္ဓစာပေတွေထဲမှာစကြဝဠာပေါင်းဂတိကြီးရှိရဲ့ကမ္ဘာကြီးကပြက်လိုက်ဖြစ်လိုက်တန်တရားလဲနေတာဆိုပြီးတော့ဗုဒ္ဓကဟောထားပါတယ်ဒီအချက်တွေကအခုခေတ်နက္ခတ္တဗေဒတွေ့ရှိချက်တွေနဲ့သွားတူနေတော့သိပ္ပံပညာရှင်တွေခေါင်းခါရတဲ့အထိဖြစ်ကုန်ကြရပါတယ်အတူချုပ်ပြောရရင်တော့သိပ္ပံပညာရှင်တွေကဗုဒ္ဓကိုတကူတွေပြလို့ကြီးညိုတာမဟုတ်ပဲလူတွေရဲ့ဆင်းရဲဒုက္ခကိုဖြေရှင်းဖို့သဘာဝတရားကိုထိုးထွင်းသိမြင်ခဲ့တဲ့မဟာလူသားကြီးတယောက်အနေနဲ့လေးစားကြတာပဲဖြစ်ပါတယ်စကြဝဠာကြီးနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်တွေနဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဟောကြားချက်တွေကတော်တော်လေးစိတ်လှုပ်ရှားစရာကောင်းလောက်အောင်တွေ့မြင်မှုတွေရှိနေပါတယ်။အထူးကွာခြားချက်ကတော့သိပ္ပံကရုပ်ဝတ္ထုကိုအခြေခံပြီးလေ့လာတာဖြစ်ပြီးဗုဒ္ဓကစိတ်နဲ့တန်တရားလွတ်မြောက်ရေးကိုအခြေခံပြီးဟောကြားခဲ့တာပါ။ဒါပေမဲ့စကြဝဠာရဲ့ဖွဲ့စည်းပုံကိုပြောတဲ့အခါဒီအကြောင်းအရာတွေကအရန်တူနေတာကိုတွေ့ရပါလိမ့်မယ်။စကြဝဠာရဲ့အတိုင်းအစားကိုသိပ္ပံအမြင်နဲ့ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့200ခန်းလောက်ထိလူတွေကကဘာဒီဗဟုဖြစ်ပြီးနေကလှည့်ပတ်နေတယ်။ကျေရီဆိုတာကောင်းကင်ကအလှဆင်ထားတဲ့မီးလုံးလေးတွေလိုပဲထင်ခဲ့ကြတာပါ။ဒါပေမဲ့အခုရဲ့နက္ခတ္တဗေဒအရာကျွန်တော်တို့နေတဲ့စကြဝဠာဟာဂလက်ဆီကြီးရဲ့အစွန်အဖျားသိမ့်ပုံလောင်နေရာလေးတစ်ခုသာဖြစ်ပါတယ်။အဲ့ဒီဂလက်ဆီပေါင်းဟာစကြဝဠာထဲမှာဘီလီယံနဲ့ချီရှိနေကြောင်းဟာဘယ်တယ်လီစကုပ်ကြီးကသက်သေပြခဲ့ပါတယ်။စကြဝဠာကြီးကအဆုံးအစမရှိတည်ပြန့်လွန်ပါတယ်။ဗုဒ္ဓဘုရားဟောခဲ့တဲ့စကြဝဠာဆိုတာကဖျားရှင်လက်ထက်လွန်ခဲ့သောနှစ်2500ကျော်ကတည်းကစကြဝဠာအနန္တလို့ဟောကြားခဲ့ပါတယ်။ဖျားရှင်ကစကြဝဠာတစ်ခုဆိုတာနေတစဉ်လတစဉ်သမုတ်တရားတောင်နဲ့ကျွန်းကြီးလေးကျွန်းပါဝင်တဲ့အဆူဝေးတစ်ခုနေဖွဲ့စီတစ်ခုပုံစံလိုမျိုးဆိုပါတယ်။အဲဒီလိုစကြဝဠာငယ်ပေါင်း1000ကိုစုနာလောကဓာတ်အဲဒီလိုအဆူဝေးပေါင်း1000ထပ်စုရင်မစ္စည်းမလောကဓာတ်အဲ့ဒါအောင်မှအစာ1000ထပ်ပွားရင်တိတဟတ်တိမဟာတဟတ်တိလောကဓာတ်ဆိုပြီးအစဉ်စဉ်ဟောကြားခဲ့ပါတယ်။ဂင်္ဂမြစ်ထဲကတဲပွင့်တွေလိုပဲရေတွက်လို့မကုန်နိုင်အောင်ညပြလာတဲ့စကြဝဠာတွေရှိတယ်လို့ဆိုလိုတာပါ။စကြဝဠာရဲ့ဖြစ်ခြင်းနဲ့ပြည့်ခြင်းကိုသိပ္ပံအမြင်နဲ့ကြည့်မယ်ဆိုရင်သိပ္ပံပညာမှာ Big Bang Theory အရာစကြဝဠာကြီးကတစ်ချိန်ကပောက်ကွယ်မှုကြီးကနေစတင်ခဲ့ပြီးပြန့်ကားနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒါကအဆုံးမဟုတ်ပါဘူး။တချို့သိပ္ပံပညာရှင်တွေကစကြဝဠာကြီးကတစ်ချိန်ကျရင်ပြန်လဲကျုပ်ဝင်သွားပြီးပျက်စီးသွားမယ်။ပြီးရင်နောက်ထပ် Big Bang တစ်ခုအနေနဲ့ပြန်စမယ်လို့သာခန့်မှန်းကြပါတယ်။ဒါကိုလုံခါနေသောစကြဝဠာ Theory လို့ခေါ်ပါတယ်။စကြဝဠာရဲ့ဖြစ်ခြင်းနဲ့ပြတ်ခြင်းကိုဗုဒ္ဓအမြင်နဲ့ကြည့်မယ်ဆိုရင်ဗုဒ္ဓစာပေမှာလည်းကမ္ဘာလောကကြီးကငြိမ်သက်နေတာမဟုတ်ပဲဖြစ်လိုက်တီးလိုက်ပြက်လိုက်တန်တရားလဲနေတယ်လို့ဟောပါတယ်။ဒါကိုဗတ္ထကဘာလို့ခေါ်ပါတယ်။ကဘာကြီးပျက်စီးဆုပ်ယုပ်သွားတဲ့ကာလမီးရေလေတို့ကြောင့်ပျက်စီးခြင်းကဘာကြီးပြန်လဲဖြစ်ပေါ်တိုးတက်လာတဲ့ကာလဒီသဘောတရားကသိပ္ပံပညာရဲ့ Big Bang ဖြစ်ပေါ်ခြင်းနဲ့ပျက်စီးခြင်းသဘောတရားနဲ့သွားပြီးဆင်တူနေပါတယ်။စကြဝဠာရဲ့အပြင်ဘက်မှာသက်ရှိတွေရှိနိုင်လား။သိပ္ပံမြင်နဲ့ကြည့်မယ်ဆိုရင်ယခုချိန်ထိဂျိုသားတွေကိုအတိအကျမတွေ့သေးပေမဲ့သိပ္ပံပညာရှင်တွေကဒီလောက်ကြေပြောတဲ့စကြဝဠာကြီးထဲမှာငါတို့ကဘာတစ်ခုတည်းသက်ရှိရှိတာမဖြစ်နိုင်ဘူးလို့လက်ခံထားကြပါတယ်။အခုဆိုရင်သက်ရှိတွေနေထိုင်နိုင်ခြေရှိတဲ့ဂျိုပေါင်းများစွာကိုရှာဖွေတွေ့ရှိနေပါပြီ။စကြဝဠာရဲ့အပြင်ဘက်မှာသက်ရှိတွေရှိနိုင်လား။ဗုဒ္ဓမြင်နဲ့ရှိမယ်ဆိုရင်ဗုဒ္ဓစာပေမှာတော့လူသားတွေနေတဲ့ဤကဘာစပူဒိတ်ဂျုံအပြင်အခြားသောစကြဝဠာတွေမှာလည်းသက်ရှိတ attva တွေလူသားတွေရှိတယ်လို့အတိအလင်းဆိုပါတယ်။လူပုံနတ်ပုံမြမပုံအစရှိသဖြင့်32ပုံဖွဲ့စည်းပုံကိုဟောကြားခဲ့ပြီးအခြားစကြဝဠာတွေမှာလည်းသက်ရှိတွေရှိနေကြောင်းညွှန်ဆိုခဲ့ပါတယ်။သိပ္ပံပညာကစကြဝဠာကြီးဘယ်လောက်ကျယ်လဲဘယ်လိုဖွဲ့စည်းထားလဲဆိုတာကိုဉာဏ်ကြီးရှင်တွေကတယ်လီစကုပ်တွေသင်္ချာတွေနဲ့တွက်ချက်ပြီးအခုမှသိလာခဲ့တာပါ။ဗုဒ္ဓမြတ်စွာဘုရားကတော့လွန်ခဲ့တဲ့နှစ်2500ကလေးကတပ်ပေညူတာညံတော့အရာအလုံးကိုသိမြင်နိုင်စွမ်းနဲ့ကြည့်ပြီးဒီချက်တွေကိုဟောကြားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အိုင်စတိုင်းပြောခဲ့တယ်လို့ပါပဲဗုဒ္ဓဘာသာရဲ့စကြဝဠာအမြင်ဟာခေတ်သစ်သိပ္ပံပညာနဲ့အလွန်လိုက်ဖန်ညီနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။